မြန်မာနိုင်ငံမှာဥက္ကာခဲတစ်ခါမှမကြဘူးလို့ထင်နေသလားတကယ်တော့ကြဘူးပါရဲ့ဒါတွေမကသေးပဲသိပ္ပံပညာရှင်တွေကအတည်ပြုထားတဲ့ဥက္ကာခဲတချို့ကိုမြန်မာနိုင်ငံမှာမှတ်တမ်းတင်ထားပြီးသားဖြစ်ပါတယ်ဥက္ကာခဲဆိုတာအာကာသတွေကကြောက်တုံးဒါမှမဟုတ်သတ္တုအပိုင်းအစတွေကကမ္ဘာလေထုကိုဖျက်ဆီးပြီးမလောင်ကျွမ်းပဲမြေပြင်အထိရောက်လာတဲ့အပိုင်းအစတွေကိုခေါ်တာပါမြန်မာနိုင်ငံမှာလည်းဒီလိုဥက္ကာခဲကြားရောက်ခဲ့တဲ့ဖြစ်စဉ်တွေကိုနိုင်ငံတကာသိပ္ပံမှတ်တမ်းတွေမှာဖော်ပြထားပါတယ်သမိုင်းမှတ်တမ်းအရ1858ခုနှစ်မှာARဒေတာအနီးကွန့်ကုတ်လို့အမည်ပေးထားတဲ့ဥက္ကာခဲတစ်ခုကြားရောက်ခဲ့ပါတယ်ဒီဥက္ကာခဲရဲ့အလေးချိန်က6ကီလိုဂရမ်ကျော်ရှိခဲ့ပြီးကြောက်သားအမျိုးအစား H4 chondrite အဖြစ်သတ်မှတ်ထားပါတယ်နောက်ထပ်1938ခုနှစ်မှာကယားပြည်နယ်မှာအမဝီခိုရွာလို့အမည်ပေးထားတဲ့ဥက္ကာခဲတစ်ခုကြားရောက်ခဲ့ပါတယ်ပြီးတော့1939ခုနှစ်မှာမကွေးဒေသမှာနယောင်းလို့အမည်ပေးထားတဲ့တန်တက်အများစုပါဝင်တဲ့ Ion meteorite တစ်ခုလည်းကြားရောက်ခဲ့ပါတယ်ဒါပေမဲ့2004ခုနှစ်မှာမကွေးလို့အမည်ပေးထားတဲ့ဥက္ကာခဲတစ်ခုကိုတွေ့ရှိခဲ့ပေမဲ့အဲ့ဒါကမျက်မြင်ကြားရောက်တာကိုအတိမပြုနိုင်သေးတဲ့ fine ဖြစ်ပြီးကြားရောက်ခဲ့တာသိကြလားဆိုတာတော့တန်တရားရှိနေစေဖြစ်ပါတယ်စဉ်းစားကြည့်ပါလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကအာကာသတွေကကြောက်တုံးတုံးဟာမြန်မာနိုင်ငံမြေပေါ်ကိုအမှန်တကယ်ကြားရောက်ခဲ့တာပါအခုချိန်မှာတော့အဲ့ဒီဥက္ကာခဲတွေဟာသိပ္ပံပညာရှင်တွေအတွက်နေအဖွဲ့အစည်းဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုလေ့လာနိုင်တဲ့အဖို့တန်နမူနာတွေဖြစ်နေပါတယ်ခမားသာဥက္ကာခဲတုံးကိုတွေးခဲ့ရင်သိပ္ပံဌာနကိုအနှံ့မလားကိုယ်တိုင်သိမ်းထားမလား comment မှာပြောခဲ့ပါဦး Astroverse ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့